ဒီနေ့ကလည်းကျွန်တော်ဗီဒီယို editing အကြောင်းကိုပြောင်းပါမယ်ဖြစ်ပါတယ်ဗီဒီယို editing ဆိုတာပါလေဗီဒီယို editing ဆိုတာပါလေဗီဒီယို editing ဆိုတာကိုရိုက်ထားတဲ့ဗီဒီယိုကလစ်တွေကိုလိုအပ်တဲ့အပိုင်းတွေကိုဖြတ်ထောက်ပြီးတော့ဗီဒီယိုတွေကိုစနစ်တကျရှင်းအောင်ပြန်စီပြီးရှိတွေကိုပို့၍စိတ်ဝင်စားဖွယ်ဖြစ်အောင် music sound effect တွေ transition တွေထည့်ပြီးကြည့်ရှုသူတွေနားလည်တဲ့ခုနဲ့ဗီဒီယိုတစ်ခုအဖြစ်ဖန်တီးရမယ်ဖြစ်ပါတယ်ကျွန်တော်တို့ကဗီဒီယို editing ကိုစတင်လုပ်တော့မယ်ဆိုရင် editing software တွေနဲ့ဒီချက်တက်ကိုပြောရပါတယ်ခုနောက်ပိုင်းမှာ software တွေကအများကြီးရှိတယ်ဗီဒီယို software တွေကတော့ Adobe Premiere Pro နဲ့ Adobe Resolve Final Cut Pro ခုနောက်ပိုင်း CapCut Pro လို့ပြောကြတယ်ကျွန်တော်တို့ကဗီဒီယို editing ကိုစလုပ်တော့မယ်ဆိုရင် professional တန်းလို့ဆိုကျွန်တော်တို့ professional software တွေရွေးချယ်ရမှာဖြစ်ပါတယ် professional software ကတော့ Adobe Premiere Pro လို့ Adobe Resolve လို့ Final Cut Pro လို့အခါရ professional software ဖြစ်ပါတယ်ကျွန်တော်က professional video editing လုပ်တော့မယ်ဆိုရင်ကျွန်တော် professional software တွေကိုရွေးရမှာဖြစ်ပါတယ်